မြမရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ဝတ်မုံရွှေနဲ့ဖိုးဖွေတို့ဟာညီမတဝမ်းခွဲတော်ဆက်သူတွေဆိုတာပြည်သက်ကြီးတို့အားလုံးလည်းသိရှိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမင်းသမီးဖိုးဖွေရဲ့တူရီသောမောင်ရင်ဖြစ်သူဖိုးသားရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့အချိန်မှာမင်းသမီးဝတ်မုံရွှေကိုနိုင်ရီကန္နာမှာမတွေ့ရတဲ့ပုံဝေဖန်သူတွေလည်းရှိခဲ့ကြတာပါ။သူမရဲ့မောင်တော်ဝန်ခွဲလေးပိုးသားရဲ့တဲ့တဲ့ကြောင့်မင်းသမီးဝတ်မုံရွှေဟာလေအတိုင်းမသိခြေကွဲဝမ်းနေခဲ့ရတာကိုတွေ့ရပါတယ်။မောင်လေးပိုးသားဆုံးပါသွားတဲ့အချိန်မှာပိုးပွေးကနေပြည်တော်မှာအကယ်ဒမီပွဲတက်ရောက်နေတဲ့အချိန်ဖြစ်ပြီးသတင်းကြားကြားချင်းမှာပဲရန်ကုန်ကိုချက်ချင်းပြန်လာခဲ့ရပါတယ်။တစ်ဖက်မှာလည်းဝတ်မုံရွှေဟာသူမရဲ့မောင်လေးအတွက်များစွာစိတ်မကောင်းဖြစ်ခဲ့ပေမယ့်မောင်လေးရဲ့စာပနာကိုတော့မတက်ရောက်နိုင်ခဲ့ရှာပါဘူး။ဘာကြောင့်လဲဆိုတော့ကိဟာပကံမှာကြိုတင်စီစဉ်ထားတဲ့ရိုက်ကူးရဲ့အလုပ်ကိစ္စတွေရှိနေလို့ပါပဲ။အဖွေသားတွေအားလုံးပကံမှာရောက်ရှိနေပြီးသားဖြစ်တယ်လို့အစီအစဉ်အားလုံးကလည်းပြတ်လို့မရတဲ့အခြေအနေဖြစ်နေတာကြောင့်မောင်လေးရဲ့နောက်ဆုံးကီးကိုမလိုက်ပါနိုင်ပဲပကံကိုတိုင်းရိုက်သွားခဲ့ရတာဖြစ်ပါတယ်။အလုပ်တော်ဝင်ကြောင့်မောင်ဖြစ်သူရဲ့စာပနာအခမ်းအနားကိုမရောက်နိုင်ခဲ့တဲ့ပုံကိကတယောက်တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရမှာသိကြပါပဲ။ကိုယ်တိုင်မလာရောက်နိုင်ပေမဲ့ကိဟာသူမရဲ့ဆိုရှယ်မီဒီယာကနေတစိမောင်လေးအတွက်ဝမ်းနည်းစကားကိုအခုလိုရေးသားခဲ့ပါတယ်။ချစ်ရတဲ့မောင်လေးဖို့တောင်ငယ်စဉ်ကတည်းကအတူဖြတ်တန်းသွားလာခဲ့ကြတဲ့ memory တွေကိုအမြဲရှင်နဲ့တင်ထားပြီးရှင်သန်သွားမှာပါ။ငါတို့ရဲ့ကလေးဘဝ memory တွေကတော့ထာဝရရှင်သန်နေမှာပါဆိုပြီးခြေကွဲပွေရာရှင်းဖွင့်ထားခဲ့တာပါ။တကယ်တော့ကင်းတဲ့ဖိုးဖွေတို့ဟာခက်ခဲတဲ့အချိန်တိုင်းမှာအမြဲတမ်းတယောက်ကိုတယောက်အားပေးကူညီတတ်ကြသူတွေပါ။လွန်ခဲ့တဲ့နှစ်နှင်းငယ်ကမင်းသမီးဖိုးဖွေရဲ့ဖခင်ဖြစ်သူဆုံးပါခဲ့တဲ့အချိန်တုန်းကလေဖိုးဖွေဟာအခြေအနေမျိုးမျိုးကြောင့်အနားမှာရှိမနေနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာဝတ်မုံရွှေကပဲသမီးရင်တယောက်လိုဦးလေးဖြစ်သူရဲ့စာပနာပွဲကိုရှေ့ဆုံးကနေအကုန်လုံးစီမံခန့်ခွဲပေးခဲ့ပြီးဖိုးဖွေအတွက်အားကိုးရညီမလေးတယောက်ဖြင့်ရက်တည်ပေးခဲ့တာပါ။အခုလေမောင်လေးအတွက်များစွာစိတ်မကောင်းဖြစ်နေပေမယ့်ကိဟာအလုတောင်ဝင်ကြောင်းဇာပနာကိုမလာနိုင်ခဲ့ပေမယ့်ရက်လည်နာရေးခန္ဓာအမိကိုတော့မဖြစ်ဖြစ်အောင်ပြန်လာပြီးညီမတယောက်ရဲ့တာဝန်ကိုခြေပြုံအောင်ထမ်းဆောင်အောင်မှာဖြစ်ပါတယ်။မင်းသမီးဖိုးဖွေးအတွက်တော့ကီလိုအားကိုးရတဲ့ညီမလေးတယောက်ရှိနေတာဟာတကယ်ကိုကံကောင်းခြင်းတစ်ခုပါပဲ။ခက်ခဲချိန်မှာတယောက်နဲ့တယောက်ကအမြဲတူရှိနေပေးတတ်တဲ့သူတို့ရဲ့ညီမတန်ရောစင်ကတော့အားလုံးအတွက်လေးစားစရာပါပဲ။ကဲပရိသတ်ကြီးရောဖိုးဖွေးနဲ့ကစ်တို့ရဲ့ခိုင်မြဲလာတဲ့ညီမတန်ရောစင်လေးပုံအားကြနေကြပြီလားဆိုတော့ comment မှာပြောပြသွားကြပါအောင်နော်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာဆယ်လီသတင်းအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အမြဲမပြတ်ကြည့်ရှုအားပေးကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။